လူငယ်ကလေးတယောက်ဟာစားတောက်ဆိုင်တစ်ခုမှာအစားစားနေချိန်ရုတ်တရက်သူထိုင်နေတဲ့ခုံကနေထဲကိုမျောတက်လာပါတော့တယ်။အဲ့ဒီအချိန်မှာသူ့အမေမစ္စလီအန်ကသူ့ခြေထောက်နဲ့ခုံကိုအမြန်ဖိထားပြီးမြေပြင်ပေါ်မှာတည်ငြိမ်အောင်ထိန်းပေးလိုက်ပါတယ်။ဒီကလေးရဲ့နာမည်ကဘုံဆော့ဖြစ်ပြီးစိတ်လှုပ်ရှားမှုဖြစ်လာတိုင်းသူ့ခန္ဓာကိုယ်လေးချိန်ရော့ကျသွားတဲ့အတွက်လေထဲမှာပြန်နိုင်တဲ့ထူးခြားတဲ့စွမ်းအားကိုပိုင်ဆိုင်ထားသူပါ။ဒါပေမဲ့သူ့မိကတော့ဒီစွမ်းအားကိုကဘာကြီးမသိစေချင်တာကြောင့်တေချာစွာဖုံးကွယ်ထားခဲ့ပါတယ်။အဲ့ဒီနောက်သူ့မိကသူ့ကိုလူဝေးတဲ့နေရာတစ်ခုစီခေါ်သွားပါတယ်။အဲ့ဒီမှာကိုရောင်ကျဲကြီးတစ်ခုကိုငွေအမြောက်များပေးပြီးငှားယူလိုက်ကပိုင်ရှင်ကိုလည်းသုံးနှလုံးဒီနေရာကိုပြန်မလာပါနဲ့လို့တောင်းဆိုခဲ့ပါတယ်။သူမဟာသူ့သားနဲ့နှစ်ယောက်တည်းငြိမ်းချမ်းစွာနေထိုင်ခြင်းခဲ့တာပါ။အဲ့ဒီနေရာမှာဘုံဆော့ကိုမြေပြင်ပေါ်မှာတည်ငြိမ်စွာနေနိုင်အောင်နေ့စဉ်လေ့ကျင့်ပေးခဲ့ပါတယ်။နှစ်အနေငယ်ကြပြီးနောက်သူတို့ဟာနေရာတစ်ခုကိုပြောင်းရွှေ့ကစားတောက်ဆိုင်တစ်ဆိုင်ဖွင့်ခဲ့ကြပါတယ်။ဘုံဆော့ကိုအပြင်ထွက်ပြီးအခြားကလေးတွေနဲ့ကစားခွင့်မပေးထားပေမဲ့သူ့စိတ်ထဲမှာတော့တငယ်ချင်းတွေနဲ့ကစားခြင်းစိတ်အမြဲရှိနေပါတယ်။ဒီနေ့မှာတော့သူဟာကစားကွင်းကိုသွားပြီးကလေးတစ်ယောက်ကတန်ပေါင်မြင့်ပေါ်ကနေခုံချပြနေတဲ့အလှည့်ကိုကြည့်နေခဲ့ပါတယ်။အားလုံးကလည်းအဲ့ဒီကလေးကိုအားပေးနေကြပါတယ်။ဘုံဆော့လည်းတန်ပေါင်မြင့်ဆုံးပေါ်ကိုတက်သွားပြီးခုံချလိုက်ရာလေးထဲမှာပြန်တန်းနိုင်ခဲ့ပါတယ်။အောက်မှာရှိနေတဲ့ကလေးတွေအားလုံးအံ့အားသင့်သွားကြပါတယ်။ဒါပေမဲ့အဲ့ဒီမြင်ကွင်းကိုအနက်ရောင်ကားတွေကထူးဆန်းတဲ့အသက်ကြီးအဖိုးတယောက်ကတိတ်တဆိတ်စောင့်ကြည့်နေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ကျောင်းဆရာမကမစ္စလီအန်ကိုတိုင်ကြားလာပါတယ်။ဘာကြောင့်လဲဆိုတော့အခြားကလေးတစ်ယောက်ကလည်းဘုံဆော့ခုံခဲ့တဲ့အမြင့်ကနေလိုက်ခုံဖို့စူးစမ်းခဲ့ပြီးအပြင်းထန်ဒဏ်ရာရသွားလို့ပါ။ဒါကြောင့်မစ္စလီအန်ကသူ့သားကိုလူအများရှိမှစွမ်းအားတွေမပြသဖို့ဆုံးမခဲ့ပါတယ်။သူမကတကယ်သူရဲကောင်းဆိုတာကိုစွမ်းအားကိုပြသတဲ့သူမဟုတ်ပဲတခြားသူတွေရဲ့ခံစားချက်ကိုနားလည်ပြီးသူတို့ကိုဂရုစိုက်တတ်တဲ့သူဆိုတာကိုသူ့သားနားလည်စေချင်ခဲ့ပါတယ်။